beauty ကောင်းလျှော်ရည်ဟာ ကျွန်တော်ကြိုက်ဆုံးပါပဲခင်ဗျာ မင်္ဂလာပါခက်ပိုင်ပါကျွန်တော်အခုဒီဗီဒီယိုမှာမလုပ်မှလဲဆိုတော့ဒီကောင်းကိုကျွန်တော် review လုပ်မှာပေါ့နော်ဘာ review လဲဆိုတော့ဘာမှမပြောတော့ဘူးဒီ Osmo Nano ဒီစိန်ဘယ်လောက်ခံလဲရောက်ထဲမှာနှင်းဘယ်လို quality ရှိလဲဒါပေမဲ့ကျွန်တော်ခုရိုင်းမဲ့ချိန်ကတော့ညဘက်ကြီးတော့ဖြစ်နေတယ် division down နဲ့ဘယ်လိုတွဲသုံးရင်ကောင်းမလဲဆိုတော့ချက်လေးရေးအောင်နဲ့ပတ်သက်တဲ့ဟာလေးနည်းနည်းပြောမယ်ပေါ့နော်ဆိုတော့ကြည့်ပါပထမဦးဆုံး text နေနဲ့ဒီ vision dock နဲ့ဟို camera module ကိုကျွန်တော်ခွဲလိုက်ပြီနော်ကျွန်တော် vision dock ကိုဟိုမှာတင်ထားတယ် vision dock ကိုကျွန်တော်အဲ့လိုစပွဲမှာတင်ထားတယ်ပြီးတော့ကျွန်တော်တို့ဒီဘက်ကနေဒီဒီကန်ထဲမှာရောက်နေတယ်ပေါ့နော်ဆိုတော့သူ့ကိုရေထဲနှိမ့်လိုက်လို့ရှိရင် vision dock မှာမြင်သေးလားဆိုတဲ့ဟာကျွန်တော်ချက်ဆန်းကြည့်မယ်ပေါ့နော်ဒီ wireless connection ကြည့်ကြည့်အောင်အဲ့တော့ကျွန်တော်ကင်မရာကိုရေထဲကိုနှိမ့်လိုက်တဲ့အချိန်မှာ vision dock မှာရုပ်မပေါ်တော့ဘူးပေါ့နော်သူကအဲ့လိုရေရဲ့ပေါ်ရန်လေးပေါ့ဒီသူ့မှာရေအောက်မြုပ်တယ်ဆိုရင်တော့တစ်လက်မလောက်လေးမြုပ်ရင်တော့အမပေါ်သေးတယ်နည်းနည်းလေးအောက်ထပ်မြုပ်လိုက်ရင် vision dock မှာ connection လုံးဝလွတ်သွားတယ်ပေါ့နော်လွတ်သွားဆိုတာရုပ်ကလုံးဝ freeze ဖြစ်သွားတယ်လုံးဝရက်သွားတယ်ပြီးတော့ reconnecting ပြန်လုပ်နေတယ်သူအဲ့လိုမျိုးပေါ်လာတယ်ပေါ့နော်ဆိုတော့ဒီရောက်ထဲသွားမယ်ဆိုတော့ vision dock နဲ့အပေါ်မှာကြည့်လို့မရဘူးကင်မရာကြီးတည်တတ်မယ်ရိုက်လို့ရမယ်အဲ့ဒီတစ်ချက်တော့မမိုက်ဘူးကျွန်တော်တွေ့တာဘာလို့ဆိုတော့ဒီဘက်ကအခုဒီ GoPro တွေပါတယ်အကုန်လုံးကတော့ဒါ screen က real time ကြည့်နေရတယ်တော်တော်ရောမှာကိုဘာရိုက်တယ်ဆိုတော့ကြည့်ရမှာလေနော်ဒီကျွန်တော်အခုစမ်းမှာတော့ဗာစမ်းမှာလဲဆိုတော့ဒီအောင် quality စမ်းမှာပေါ့နော်ဒါပေမဲ့ကျွန်တော်ရိုက်နေတာတော့ညဘက်ကြီးတော့ဖြစ်နေတယ်ဒါပေမဲ့ရေဘူးကန်ထဲမှာတော့မီးတွေတော့ရှိရပါတော့ညဘက် quality ကိုစမ်းကြည့်မယ် night vision ကတော့မြင်တဲ့အတိုင်းပဲကျွန်တော် ISO 6400အထိပဲ maximum 100နဲ့6400အထိပဲတော့ထားထားတယ်အဲ့လိုထားထားတယ်ဆိုတော့ကျွန်တော်ဒီအောက်ကိုငုတ်ကြည့်မယ်ဒီအောက် quality လေးစစ်ကြည့်မယ်ဒီဗီဒီယိုမှာပါတဲ့ရုပ်ကတ်တွေအကုန်လုံးက DJI Osmo Nano ရဲ့ auto tempic setting နဲ့ပဲရိုက်ထားတဲ့ရုပ်ကတ်တွေပဲဖြစ်ပါတယ်ကျွန်တော် edit တွေလုပ်ထားတာ color grading လုပ်ထားတာမျိုးမရှိပါဘူးအောက် quality ကတော့မစိုးကောင်းတယ်ရုပ်ထွက်ကဒါပေမဲ့ vision dock မရှိဘူးရုပ်ထွက်ဘာရိုက်လို့ရမှမသိဖြစ်နေတာတခုပဲဆိုတော့ကျွန်တော်ခုနကရိုက်ခဲ့သမျှဗီဒီယိုတွေအကုန်လုံးက auto နဲ့ပဲရိုက်ထားတာပေါ့နော်ဆိုတော့ဒါ auto setting တွေပါ auto look နဲ့တွေ့နေရတာပါဆိုတော့ template နဲ့ရိုက်ထားတယ်ဗီဒီယိုဒီ lock တော့မဟုတ်ဘူးရိုး template ပဲကျွန်တော်အခုဆိုလို့ရှိရင်ဒီရုပ်ထွက်တွေလို့ဒီ vision dock နဲ့ဘယ်လို quality လဲလို့ဘယ်လိုချိတ်ဆက်တာတွေလို့နည်းနည်းအဲ့လိုပြောပြီးတဲ့အချိန်မှာတော့ဒီ mic လေးကိုပြောချင်တယ်ပေါ့နော် mic ကကျွန်တော်ခုနကတောက်လျှောက်ရိုက်နေတော့ဒီ DJI mic ရဲ့အတန်ပဲဖမ်းတာအဲ့တော့ရေစိမ်သွားလို့တော့ဘယ်လိုဖြစ်နေလဲဆိုတော့ကျွန်တော်လည်းမသိဘူးအဲ့ဒီလုပ်ပြီးတော့သိရမှာပေါ့နော်အခုဆိုရင်တော့ကြည့်တဲ့လူတွေကတော့သိနေပြီပေါ့နော်တောက်လျှောက်ကအဲ့တော့ mic ကဘယ်လိုနေလဲရေထဲမှာတော့ရေအောက်ထဲမှာတော့ဒီ mic တန်ကဘယ်လိုနေလဲဆိုတော့တစ်ချက်ဆန်းပြမယ်တောက်လျှောက်တော့ mic ကတော့ရေဝင်နေမှာသိကြဘာမှပြောလို့မရရအောင်ဒီမှာဟုတ်တယ်မလားမိုင်းမလိုပါဘူးပေါ့ကျွန်တော် order တန်တော့ကြားမှတင်တယ်ဗီဒီယိုလေးဆုံးတဲ့ကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်အခုဆိုလို့ရှိရင် Osmo Nano ကရေအောင်ထဲမှာဘယ်လိုဖြစ်နေလဲဆိုတာတော့ဒါတွေ့မြင်တဲ့အတိုင်းပဲပေါ့နော်ရေအောက်မှာကြီးပဲရိုက်မဲ့လူကတော့ Osmo Nano ကိုဒီပါနဲ့ကျွန်တော် hotness reaction မှာGoPro Action 5 Pro တွေပါရှိတယ်ပေါ့နော် Action တွေပါဒီ Action series တွေရှိတယ်ပေါ့နော်အဲ့ဒါလေးဝယ်ပါဆိုတော့ဒီ DJI Osmo Nano ဒီအနာဝါဒတက်မဟုတ်ပါဘူးရဲလို့မရမဟုတ်ဘူးရဲလို့ရတယ်ချိုး tricky ဖြစ်တာလေးတော့ရှိမယ်အဲ့လို vision dock နဲ့မချိတ်လို့မရဘူး vision dock ကလည်းရေစင်တာတော့ပဲရမယ်ဆိုတော့အောက်မှာလည်းကိုကင်မရာကြီးတာကင်သွားမယ်ဘာရဲလို့ရနိုင်မှလည်းမြင်မှာမဟုတ်ဘူးဒါပေမဲ့ခံမှန်းကြီးကတော့ရဲလို့ရတယ်ပေါ့လေခံမှန်းကြီးခံမှန်းပြီးတော့ရဲလို့ရတယ်ပေါ့အနာဝါဒသမားတွေမြွေးချက်တွေနဲ့ biggest
အကြီးဆုံးတစ်ခုပဲအကြီးဆုံးချွေးရင်းချက်ကြီးတစ်ခုပဲဒီအောက်မှာဘာရဲလို့ရဲမရဲမှမသိတဲ့ဟာပေါ့အဲ့တစ်ခုတော့ရှိတယ် like အဲ့တစ်ခုပါပဲဒီအောက်မှာပရှင်မမြင်အောင်ဒါပဲဆိုတော့ဒီမြိုင်းတင်ပါတယ် 1 2 3